မင်္ဂလာပါခင်ဗျာဒီခါပေါ့နော်ဒီ TikTok Lite software တွေပေါ့နော်ဒါဒီ19ရက်နေ့ကလေးอ่ะပေါ့နော်ဒါသုံးလို့မရတာကြာပြီပေါ့အခုဒါဘယ်လိုလုပ်ရလဲဆိုတော့ဒီ FAQ ပြဿနာလေးပေါ့နော်ဒါဘယ်လိုဖြေရှင်းရလဲဆိုတဲ့ဟာလေးပေါ့နော်အခုတော်တော်များဒါတင်လာကြတဲ့အကြောင်းကိုကျွန်တော်လာပြောပြရပါပေါ့နော်အခုဘယ်လိုတော့ရလဲဆိုတော့အခုဒီတချို့ကြောက်လဲဒီအပွားတွေနဲ့ပေါ့နော်ဒီအပွားနဲ့ချို့ကြောက်လဲရကြတယ်ပေါ့ဒီမှာပေါ့နော်ဒီ software နဲ့ချို့ကြတဲ့အဆင်ပြေကြရပေါ့တချို့ကြလည်းအဆင်မပြေကြဘူးပေါ့နော်အဲ့တော့ဒီမှာ Mardi application ပေါ့နော်အဲ့ဒါလေးတွေကိုဝင်ပြီးတော့တချို့ကြလည်းပွားကြရပေါ့နော်ဒီမှာဒါလေးကို install လုပ်လိုက်မယ်ပေါ့နော်ဒီ Mardi app ကနေလည်းတချို့ဒီပေါ့နော်တနေ့ကိုဒီ10ရန်လောက်ကတော့ဒါယူလို့ရတယ်လို့ပြောကြရပေါ့နော်ဒါတချို့ကြလည်းဒီ point တိုးပြီးတုံးတဲ့ကြလည်းဒီ daily task မှာချို့အများကြီးပဲဒီသူကခဏလေးပဲလွတ်တာပေါ့နော်တနေ့တော့အကြာကြီးမလို့သူကတနေ့ကိုသူက9မိနစ်ပေါင်7မိနစ်အဲ့လောက်ပဲသူလွတ်တာပေါ့နော်လွတ်ပြီးရင်တော့ပြန်ပြီးတော့ FAQ ပြန်ပြီးသွားတယ်ပေါ့နော်အဲ့တော့ဒီ daily task ဒီများတဲ့သူတော့ကတော့အဆင်ပြေရပေါ့အဲ့ daily task များတဲ့သူဒီဟောပေါ့နော်ပြီးတော့ဒီဟောပေါ့ဒီကြော်ညာပို့30ဟာလေးပေါ့နော်အဲ့ဟာလေးတော့ပဲအဆင်ပြေရပေါ့နော်ချို့ကြလေဒီ software နဲ့ဒါအဆင်ပြေကြရပေါ့နော်ချို့ကြလေဒီ software နဲ့အဆင်မပြေဘူးပေါ့မပြေဘူးဆိုရင်ချို့ဒီနီးတိုင်းနောက်တစ်မျိုးပါရှိရပေါ့နော်ဒါတနည်းပေါ့နော်နောက်တစ်မျိုးကကြာဘယ်လိုလဲဆိုတော့ဒီဖုန်းကိုပေါ့နော်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီအကောင်လုံးပေါ့နော်ဒီ factory reset ပေါ့နော် factory reset ချမယ်ပေါ့နော် factory reset ဘယ်လိုချမလဲဆိုတော့ဒီ view ဖုန်းနံပါတ်ပြမယ်ပေါ့နော် setting နဲ့ဝင်မယ်ပြီးသွားရင်ဒီမှာ system ဆိုတဲ့ဒီအောက်ဆုံးပေါက်ဖုန်းရဲ့ပေါ်ပေါ့နော်ဒီ system ဆိုတဲ့နေရာလေးပေါ့နော်ဒါဒီကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ဒီမှာပေါ့နော်သူပြထားရပေါ့အဲဒီမှာ back add and restore ပေါ့နော်အဲ့ဒီတစ်ချက်နှိပ်ပဲပေါ့နော်အဲ့တော့ဒီမှာကြီးထားရပေါ့နော် back add data ဒီမှာတော့ရှိရင် automatic restore ပေါ့နော်ဒါမှမဟုတ်ရှင်ဒီမှာဒီဟာလေးနဲ့နှိပ်ပြီး reset ချမှာနော် reset option ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုနှိပ်ပြီးရင်ဒီမှာ erase all data factory reset ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကို reset ချမယ်ပေါ့နော်အကယ်အဲ့ဒီ reset ချမယ်ဆိုရင်ဒါဒီဖုန်းထဲမှာရှိတဲ့ဟာအကုန်လုံးပြတ်သွားမှာပေါ့နော်ဖုန်းကဒီ factory reset ဆိုတာဒီစက်ရုံကထုတ်တဲ့ပုံစံနဲ့အလုံးအတစ်ချွတ်ပြန်ပြီးတော့ဖြစ်သွားမှာပေါ့နော်အဲ့လိုအတစ်ပြန်ဖြစ်သွားပြီဆိုရင်ဒီဖုန်းပြန်ပြီးဖွင့်တဲ့အခါမှာဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီ location ကိုဘာလုပ်ရမလဲဆိုဒီမြန်မာဆိုတဲ့နေရာမှာကျွန်တော်ဂျပန်ကိုရွေးပြရမှာပေါ့နော်ပြီးသွားရင်ဒီမှာ date တွေတိုင်းနေပေါ့နော်ဒါကျွန်တော်ဆိုရင်ဒါဂျပန်ချင်းတစ်ခါထားလိုက်ပါတော့ဒီမှာဒါဂျပန်ချင်းပေါ့နော် date တို့တိုင်းတို့ဂျပန်ချင်းထားရမယ်ပြီးသွားရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာနောက်တစ်ခုကကျွန်တော်တို့ဖုန်းပေါ့နော် VPN ကောင်းကောင်းလေးပေါ့နော်ဝယ်တော့တော့ပိုအဆင်ပြေပါနော်မပြုတ်တဲ့ VPN ပေါ့ VPN ကောင်းကောင်းလေးကိုအမြဲခံထားရမယ်ပထမတစ်ချက်ကပြောချင်တာ factory reset ချရမယ်ပြီးသွားရင်ဒီ date တွေတိုင်းတွေကိုဒါဂျပန်ချင်းထားရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီ VPN ကောင်းကောင်းလေးပေါ့နော်ခံပေါ့နော်နောက်တစ်ခုကဒီဖုန်းမှာရှိတဲ့ single တွေအားလုံးပေါ့နော်ဖြုတ်ထားရမယ်ပေါ့နော်အဲ့တော့ဒီလုပ်ငန်းလုပ်နေတဲ့ဖုန်းတွေဆိုတော့ဒါအဆင်မပြေဘူးပေါ့နော်ဒီအကယ်ကိုဖုန်းပို့နေကွာလုပ်နေတဲ့သူမျိုးဆိုရင်ဒီ single တွေရှိရတယ်အကုန်လုံးဖြုတ်ထားမယ်ပေါ့နော်ဖြုတ်ထားပြီးတော့ကျွန်တော်ပြောတဲ့အတိုင်း battery reset လည်းချမယ် single တွေလည်းဖြုတ်မယ် date တွေတိုင်းတွေကိုလည်းဂျပန်ကြီးထားမယ်ပေါ့နော်ပြီးတော့ VPN ကောင်းကောင်းလက်ခံထားမယ်ဆိုရင်ဒါဒီပေါ့နော်ဒီအကောင့်ပြန်ဝင်တဲ့အခါချက်ချင်းတန်းပြီးတော့ဒါ FAQ တော့မလုပ်ဘူးပေါ့နော်3ရက်လောက်ပြထားရင်ဒါ FAQ ပြန်လွတ်တယ်လို့ဒါတော်တော်လေးအတိမ်များလာရပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လည်းခုမှစမ်းနေသေးပေါ့နော်အဲ့တော့ဒီ3ရက်လောက်ပြထားမယ်ဆိုရင်ဒါမိတ်ဆွေတို့ပြန်ပြီးတော့အသုံးပြုရပြီပေါ့နော်အဲ့ဒီကျွန်တော်ပြန်ပြီးတော့ဒါမိတ်ဆွေတို့အကျိုးရှိအောင်လို့ပေါ့နော်လာပြီးတော့မျှဝေပေးတာပါကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးဖို့အချိန်ပေးချင်ပါတယ်ကျေးဇူးများတင်ပါတယ်